ကောင်လေးအန်ဒီကကစားစရာတွေထည့်ထားတဲ့ဘူးကိုဖွင့်ပြီးရှာဖွေရာကနေညီနေတဲ့ဖုန်းကိုတွေ့ခဲ့ပါတယ်။ဒါပေမဲ့တစ်ဖက်ကဘာတမ်းမှမကြားရတဲ့အတွက်သူ့ညီမလေးကစားနှောက်နေတာလို့ပဲတွေးပြီးဘူးကိုပြန်ပိတ်ကထွက်သွားခဲ့ပါတယ်။တကယ်တော့ဒါဟာဝူလီကအန်ဒီရဲ့အာယုံဆိုင်မှုကိုရချင်လို့လုပ်ခဲ့တာပါ။အန်ဒီအရွယ်ရောက်လာတာနဲ့အမျှကစားစရာတွေနဲ့မကစားဖြစ်တော့ပါဘူး။အခုကောလိပ်တက်ဖို့နီးလာတဲ့အချိန်မှာအန်ဒီကဝူလီကလွဲလို့ကျန်တဲ့ကစားစရာတွေကိုအမိုက်အိမ်မဲနဲ့ထည့်ခဲ့ပါတယ်။သူကဓာတ်တွေကိုအိမ်ပေါ်ထက်ကပစ္စည်းတူလောင်ခန်းထဲမှာတိတ်မလို့ဖြစ်ပေမဲ့ညီမဖြစ်သူကြောင့်အာယုံလဲသွားခဲ့ပါတယ်။သူတို့အမေကဓာတ်ကိုအမိုက်လို့ထင်ပြီးအပြင်ကိုထွက်ပစ်လိုက်ပါတယ်။ဒါကိုဝူလီကမြင်သွားပြီးကက်ကြီးတစ်လက်ကိုယူကအပေါ်ထက်ကနေရှော့စီပြီးဆင်းလာခဲ့ပါတယ်။ဒါပေမဲ့သူ့အောက်ကိုရောက်တဲ့အချိန်မှာအမိုက်ကားကအိတ်ကိုယူသွားခဲ့ပါပြီးအသေးကွဲနေတဲ့ကိုလီကလှုပ်ရှားနေတဲ့ဘူးတကူကိုတတိပြုမိသွားပါတယ်။ဘူးထဲမှာတော့ကစားစရာတွေရှိနေပြီးသူတို့ကအန်ဒီကတမင်တက်တက်ဖြစ်လိုက်တာလို့ထင်ကအန်ဒီကိုမယုံကြည်ကြတော့ပါဘူး။သူတို့တွေကဆက်ပြီးအသက်ရှင်ဖို့တဲခဲကလေးထင်းချောင်းတစ်ခုကိုတွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။စိတ်ရှုပ်ထွေးနေတဲ့ဝူလီကသူတို့ကိုတားဖို့ကြိုးစားပေမဲ့နောက်ကျသွားခဲ့ပါပြီ။အန်ဒီရဲ့အမေကသူတို့ကိုကြောင်းမှတွားထားခဲ့ပါတယ်။ကလေးတွေပြန်သွားတဲ့အချိန်မှာတော့ကစားစရာတွေကအံ့ဩသွားကြပြီးဒီနေရာကသူတို့အတွက်ပရတိတုပုံလိုခံစားခဲ့ရပါတယ်။စတော်ဘယ်ရီနဲ့နန်တဲ့ကစားစရာဝဝင်ကြီးဝါဆော့ကကျောင်းကကစားစရာတွေကိုဥဆောင်နေတာပါ။သူကအန်ဒီရဲ့ကစားစရာတွေကိုနှွေးထွေးစွာကြိုးဆိုခဲ့ပြီးအဆုတ်ပြစ်ခံခဲ့ရတဲ့ပိတ်ပေးပြီးနဲ့လည်းမိတ်ဆက်ပေးကနာနာနေဖို့နေရာပေးခဲ့ပါတယ်။ဒီနေရာရဲ့အကောင်းဆုံးအချက်ကကလေးတွေရွတယောက်သွားရင်တော့ကလေးတစ်တွေအမြဲတမ်းထက်ရောက်လာတာပါပဲ။ဒီလိုကောင်းမွန်နေပေမဲ့လည်းဝူလီကတော့ NEC ကိုပဲပြန်ကျင်နေတော့မှာပဲသူကလူတွေရဲ့အမြင်ကိုရှောင်ကွင်းပြီးစွန်တစ်ခုကိုအသုံးပြုကအိမ်ပြန်ဖို့ပြန်တန်းခဲ့ပါတယ်ဒါပေမဲ့တစ်ပင်ပေါ်မှာတွားညီနေခဲ့ပြီးရနလို့ခေါ်တဲ့ main ကလေးငယ်လေးကသူ့ကိုကယ်တင်ပြီးအိမ်ကိုခေါ်သွားခဲ့ပါတယ်တစ်ဖက်မှာတော့ဒက်ခဲအကြောင်းကကစားစရာတွေရဲ့ပျော်ရွှင်မှုကကြောက်ရွံ့မှုအဖြစ်ပြောင်းလဲသွားပါတယ်ကလေးတွေကအရန်ကြမ်းတမ်းပြီးဘာစလဲလွင့်ပစ်ခြင်းခံခဲ့ရပါတယ်ဘီစကတခုခုလွဲမနေတာကိုရိပ်မိသွားပြီးဟော်ခန်းရဲ့တစ်ဖက်ချမ်းမှာတော့ကလေးတွေနဲ့ကစားစရာတွေငင်းညံ့စွာကစားနေကြတာကိုတွေ့ရပါတယ်အခန်းတိုင်းမှာမတူညီတဲ့ကလေးမျိုးစားတွေရှိနေကြတာပါအဲ့ဒီညမှာ views ကကစားစရာအဟောင်းတွေအေးရောက်တဲ့စက်ထဲကိုခိုးဝင်ပေါအောင်နေတာကိုမြင်ပြီးနောက်ကလိုက်သွားခဲ့ပါတယ်ဒါပေမဲ့သူ့ကိုပိတ်ပေးပြီးကဖမ်းမိသွားပါတော့တယ်